အခုကကျွန်တော်တို့ဒီကမ်းခြေသွားနေဖြစ်ပါတယ်ဒီနေ့ကဗာနဲ့လဲဆိုရင်ကျွန်တော်တို့ဒီဂျာမနီမှာနော်ဂျိုးလိုမျိုးတွေကိုတပ်ဖြတ်ခံရတဲ့နေ့ဖြစ်ပါတယ်အဲ့ဒီဥစ္စာကြောင့်မို့ဒီကျွန်တော်တို့ဒီဆိုင်တော်များများစောစောပိတ်ကြနော်အဲ့မျိုးရှိအားကြောင့်မို့ဒီနေ့ကကျွန်တော်လဲအားတော့ကြောင့်မို့နော်သွားဖြစ်ပါတယ်အပြီးကျွန်တော်တစ်ချက်ပြောထားပါလဲဆိုရင်ကျွန်တော်တို့ဒီလိုခဲ့တဲ့ content မှာကျွန်တော်တင်ပြတဲ့အချိန်မှာလူမတွေ့ဘူးဆိုတဲ့လူတွေနော်အခဏကြီးမကြည့်ကျွန်တော်တို့ဒီဘေးနားမှာတော့မကြည့်ရှေ့နော်အဲ့လိုရှိရ share content မှာကျွန်တော်တင်ပြတဲ့အချိန်မှာလူမရှိဘူးဘာညာတွေပြောတဲ့လူတွေတော့ဒီမှာကြည့်လူဘယ်လောက်များနေဆိုကြည့်အဲ့ဒါတော့ဒီကျွန်တော်တို့ဒီဆိုင်ပိတ်တော့မှာခဏကြီးဆိုရင် holiday လာတော့မှာဒီဘက်မှာ issue နိုင်မှာဆိုတော့အများတန်းကျွန်တော်တို့ဒီ holiday လာပြီဆိုရင်ဒီနေ့မှာလာလဲဆိုရင်နာရီညနေပိုင်းဒီမှာလာကြအဲ့မျိုးတွေရှိတယ်အားကြောင့်မလို့ကျွန်တော်အချိန်နဲ့ပြမယ် sorry ဒီမှာချိန်ဒါမှကျွန်တော် Monday 23ရက် April 2026အမကြည့်ဒီဘာဒီထူးဆန်းတဲ့ဆိုရင်ကျွန်တော်တို့အခုသတင်းတက်နေတာဟောတနေ့ပဲကျွန်တော်တို့ရဲ့ဒီအီဂျစ်နိုင်ငံဝန်ကြီးချုပ်ဘက်ဂျမင်နာတန်ယာဟူတော့သူရဲ့ခေါင်းဆောင်တဲ့အောက်မှာတော့ကျွန်တော်တို့ကအီရန်နဲ့ဆက်ချဖို့ပဲရှိပါတယ်ဆိုတဲ့ statement လည်းထုတ်ထားပါတယ်အပြီးတော့အခုဒူလောကတူရကီနဲ့လည်း online ပေါ်မှာပြဿနာတက်နေတယ်နော်ဒီတူရကီတာမန်တာနဲ့အပြီးတော့ရှိပါတယ်ဘယ်လိုဆက်ဖြစ်လာမလဲမသိဘူးဒါဒီကာလမှာတော့ငင်းချနေတော့ရှိပါတယ် ASS ပြီးရင်ကျွန်တော်တို့ဒီအီရန်နဲ့ USA အစီအဝဲလဲအစမပြေဘူးဆိုတာလဲအလုံးကြားရဖြစ်ပါတယ်အဲ့ဒါတွေကကျွန်တော်တို့ရဲ့ update ဖြစ်ပါတယ်အခုမိတ်ဆွေတို့ကြားနေရတဲ့တရားတန်ကဘာတန်လဲဆိုရင်ကျွန်တော်လည်းရှင်းပြပါမယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း1941 45တော်တူမှာဖြစ်ခဲ့တဲ့ဖြစ်ရမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ဒီဂျာမန်နာဇီတွေဂျိုး6တန်းကိုတပ်ဖြတ်ခဲ့တဲ့ Holocaust ဆိုတဲ့ဥစ္စာကိုအောက်မေ့ချင်းပေးတဲ့အတန်ဖြစ်ပါတယ်ဒီအတန်ဟာကျွန်တော်တို့ဒီအီဂျစ်နိုင်ငံတနိုင်ငံလုံးမှာကိုယ်တိုင်ကြားရတာဖြစ်ပါတယ်ဒီနေ့ရောက်ပြီဆိုရင်အဲ့ဒီဥစ္စာကကျွန်တော်တို့ဒီ9မိနစ်လောက်ကြာတယ်ပြီးတော့ကျွန်တော်တို့ဒီ10နာရီအချိန်မှာပေးတာဖြစ်ပါတယ်ဒီအတန်ကြားပြီဆိုရင်ကျွန်တော်တို့ဒီ highway လမ်းမှာကားပဲကျွန်တော်တို့ဒီစီးနေတယ်ဖြစ်စေကားတွေရပ်ပြီးမှဆင်းပြီးမှကျွန်တော်တို့ဒီအောက်မေ့ချင်းကိုပြုလုပ်ရတာဖြစ်ပါတယ်ပြီးရင်အဲ့ဒီနေ့ကကျွန်တော်တို့ဒီအီဂျစ်နိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ဆိုင်တိုင်းပိတ်ပါတယ်ပြီးတော့ကကျွန်တော်တို့ဒီနေပေါင်းကတော့ဒီနေ့နဲ့ဆိုရင်80နှစ်ကြာသွားပြီနော်အဲ့မျိုးရှိပါတယ်ကဲဒီမှာဒီဟာကကျွန်တော်ဒီအတန်မီလာတဲ့ချိန်မှာကျွန်တော်ရဲ့အခါကနဲ့ကျွန်တော်ရိုက်ထားဖြစ်ပါတယ်မတရရင်နဲ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒီအီဂျစ်နိုင်ငံရဲ့ကျွန်တော်ဒီအမတာမဝမ်းနေစရာနဲ့လည်းဖြစ်ပါတယ်အဲ့ဒီဥစ္စာကိုကျွန်တော်တို့ဒီမှာဒီလိုကြည့်ကြအောင်သူအဲ့မျိုးတော့လာလို့ရှာနေကြတယ်ကျွန်တော်တို့ဒီဟိုအပေါ်မှာနည်းတော့လိုက်ဟောရှိတယ် basic option now
လူမတော့များနေရှိဘူးရှိနိုင်ကိုယူမှာစကားလား အချိန်ပြမယ်ခုနနာရီရနော်တက်ပြပြပါတယ်ကျွန်တော်တို့ဒီ television ကန်းချပို့ပြီးမှလာနော်ကဲ Oh my god what a beautiful place ကြည့်ကြဘယ်လောက်လာမလိုတိုင်းနေမှာတရားညနဲ့စီးစာနဲ့ဝင်စီးစာလာကြည့်တယ်တော့ကဲစင်မโอ้กันချင်းချောင်းကြည့်ရမယ်စင်မရနော်လောက်ထိလာတယ် television ချေတရားကျွန်တော်တို့ကြီးအဆုံးပဲနော်နည်းနည်းကျွန်တော်တို့ television ရဲ့နဲ့ဟောတခြားမျိုးအဆက်ဖြစ်သွားတယ်အကြီးပဲဒီမှာကျွန်တော်ရဲ့တမချင်းနေဟိုးဘယ်မှာတော့ကျွန်တော်တို့မှာတွေ့လားဟွာ sorry ဒီငါးပါတော့လည်းမကားတယ်သူဟုတ်ပါအော်နည်းနည်းငါးပေါ်စမ်းနေကိုအော်ချစ်စရာလေး Voilà. television ကန်းချေကြည့်ဘယ်လောက်လာလို့ဟိုစတာပြီးလာပြန်နေရေစင်းချိုးလိုက်ရမယ်အခုခဏရေစင်းချိုးမယ်နော်ကဲဘာကျွန်တော်တို့ရဲ့အောင်းဝင်ချင်းတစ်ချက်ရှိုးလိုက်အိုးလူဘယ်လောက်များလဲကြည့်ကြပါနားတွေလာများနေမှာကျွန်တော်ဒီပြုတ်စားတော့ဆိုင်ရောက်နေဘယ်လောက်လာလဲဆိုရင်ပြမယ်မိုက်တယ်ချယ်ရီပန်းကျွန်တော်ကတော့ဘယ်လောက်တွေတွားရိုက်ပြန်တော့တင်လာအရေးတော့မထိထားတော့ဘူးတော်တော်လေးလာအဲ့ဒီမှာလာဆောင်ရကြတရားကျွန်တော်တို့ဒီတရုတ်ဆိုင်တော့တရုတ်ဆိုင်ဒီစားတော့ဆိုင်တော်တော်ကောင်းတယ်အဲကြောင့်မို့ကျွန်တော်တို့ဒီဘလောက်တွေရိုက်ပြီးမှပြန်လာတဲ့ချိန်မှာတရုတ်ဆိုင်ဖွင့်နေအဲဒါကြောင့်မို့ကျွန်တော်တို့လည်းဖွင့်လို့ရလားဆိုပြီးမှ
ကျွန်တော်လည်းဝန်တော့လိုရမရှိဘူးလို့ကျွန်တော်တို့လည်းနည်းတွေးမိရဒါပေမဲ့သူတို့လည်းမေ့နေတဲ့ဟော်လီကော့ကိုခဏကြာရေးတွေကလာပြီးမှဆိုင်တွေလာပိတ်ခိုင်းလိုက်နော်အဲကြောင့်ကျွန်တော်တို့လည်းမြန်စားပြီးမှပြန်လာခဲ့လိုက်ရတယ်ကျွန်တော်နောက် contact မှာဆိုရင်ဒီဘုံကိုချင်းကိုတော့ဘ ഹു တုဒ္ဒနဲ့ဖြင့်ရိုက်ပြဖြစ်ပါတယ်အဲ့ဒီကိုစိတ်ဝင်စားတဲ့ဆိုရင်စောင့်ကြည့်ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့တော်တော်နဲ့ကြာပြီနော်အားလုံးပဲ see you next content